ကဘာပေါ်မှာမင်္ဂလေးဥယေဟာယောက်ျားဥယေထက်တိတိတသာပိုများတဲ့နိုင်ငံတစ်ခုကိုတိတိကျကျပြောရမယ်ဆိုရင်ရုရှားနိုင်ငံဟာအထင်ရှားဆုံးဥပမာဖြစ်ပါတယ်။ယေဘုယျအားဖြင့်ကဘာတဝန်းမှာယောက်ျားဥယေပိုများတတ်ပေမဲ့ရုရှားမှာတော့အမျိုးသမီးဥယေကယောက်ျားဥယေထက်တန်ပေါင်းများစွာပိုများနေပါတယ်။တချို့ဒေသတွေမှာဆိုရင်အမျိုးသမီးအယောက်100ကိုယောက်ျား85ယောက်လောက်ပဲရှိတဲ့အထိကွာခြားမှုကြီးမားပါတယ်။ဒီလိုအမျိုးသမီးဥယေပိုများလာရတဲ့အကြောင်းရင်းတွေထဲမှာတမိုင်းကြောင်းဟာအလွန်ရေးကြီးပါတယ်။အထူးသဖြင့်ဒုတိယကမ္ဘာစစ်အတွင်းရုရှားနိုင်ငံမှာယောက်ျားအများပြားစစ်ထဲဝင်ရောက်ပြီးအသက်ဆုံးရှုံးခဲ့ကြတာကြောင့်လူဦးရေချိုးစားမညီမမျှဖြစ်သွားခဲ့ပါတယ်။ဒီကျိုးသက်ရောက်မှုဟာယနေ့အထိဆက်လက်တွေ့မြင်နေရပြီးလူဦးရေဖွဲ့စည်းပုံကိုပြောင်းလဲသွားစေခဲ့ပါတယ်။ထို့အပြင်ယနေ့ခေတ်အထိယောက်ျားတွေဟာအန္တရာယ်များတဲ့အလုပ်ကိုင်တွေမှာပိုများစွာပါဝင်နေကြပါတယ်။ဥပမာအားဖြင့်တတုတွင်းလုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းစက်မှုလုပ်ငန်းကြီးများစတဲ့နယ်ပယ်တွေမှာယောက်ျားတွေပိုများစွာလုပ်ကိုင်ကြတာကြောင့်အလုပ်ဆိုင်ရာအန္တရာယ်များကိုပိုမိုရင်ဆိုင်ရပါတယ်။ထို့အပြင်အရက်တောက်ခြင်းဆေးလိပ်တောက်ခြင်းနဲ့ကျန်းမာရေးဆိုင်ရာအန္တရာယ်များကြောင့်လည်းယောက်ျားတွေဟာအမျိုးသမီးတွေထက်အသက်တိုတတ်ကြပါတယ်။တစ်ဖက်မှာတော့အမျိုးသမီးတွေဟာတဘာဝအရာအသက်ရှိတတ်တဲ့လက္ခဏာရှိပြီးကျန်းမာရေးထိန်းသိမ်းမှုမှာလည်းပိုမိုဂရုစိုက်တတ်ကြတာကြောင့်အသက်ကြီးလာတဲ့လူဦးရေထဲမှာမိန်းကလေးတွေပိုများနေတတ်ပါတယ်။ဒါကြောင့်ရုရှားနိုင်ငံမှာအသက်အရွယ်ကြီးတဲ့လူအုပ်စုတွေထဲမှာအမျိုးသမီးအချိုးအစားပိုမိုမြင့်မားတာကိုထင်ရှားစွာတွေ့နိုင်ပါတယ်။အနှစ်ချုပ်ပြောရရင်ရုရှားနိုင်ငံမှာမိန်းကလေးဦးရေပိုများနေခြင်းဟာတစ်ချက်တည်းသောအကြောင်းရင်းကြောင့်မဟုတ်ဘဲတမိုင်းကြောင့်လူမှုရေးခြေအနေများအလုပ်ကိုင်ပုံစံများနဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်များအားလုံးပေါင်းစပ်ပြီးဖြစ်ပေါ်လာတဲ့လူဦးရေဖွဲ့စည်းပုံပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ဒီလိုလူဦးရေချိုးစားမညီမမျှဖြစ်နေခြင်းဟာနိုင်ငံတနိုင်ငံရဲ့လူမှုရေးစီးပွားရေးနဲ့မိသားစုဖွဲ့စည်းပုံတွေကိုပါတက်ရောက်မှုရှိစေနိုင်တဲ့အရေးကြီးတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်။ဒီလိုမျိုးနေ့စဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ကြပါအောင်။